ခိုင်လေးရဲ့အသစ်ပြောင်းလဲလိုက်တဲ့တင်ရိုးနဲ့အတူပေါ့နော်စ조사အထုတ်ပြီးတော့လိုက်လောက်ကြတဲ့တင်နန်းသားတွေနဲ့တွေ့တဲ့အခါမှာပြောင်းလဲသွားတဲ့လာပိုင်းတွင်းလက်ရာကိုခိုင်လေးဒီနေ့ပြပေးမယ်ဆိုတော့အဲ့ဒါအတူကြည့်မယ်နော်တင်နန်းကာလကတော့2လတော့မပြည့်သေးဘူးဒါပေမဲ့သူ့ရဲ့ဒီ2လမပြည့်သေးတဲ့အချိန်တွင်းမှာလေ့ကျင့်ထားတဲ့လက်ရာတွေပေါ့နော်ဒါသူ့ရဲ့ line လေးတွေ block work တွေလေ့ကျင့်ထားတာ Polynesian ဆိုပြီးသိတယ်နော်ဒီဟာတွေကဲဒီမှာဒီလိုမျိုးရှိမယ်ပြီးလို့ရှိရင်ဒါသူ့ရဲ့ fancy ရေးထိုးထားတဲ့လက်ရာလေးတွေပါဒါ black white ကိုသူကပုံကြီးတွေရေးထိုးနိုင်တဲ့အထိလာတင်တဲ့ညီမလေးပေါ့နော်ဒီမှာသူ့ရဲ့ဒါ black white လေးကျင့်ထားတဲ့လက်ရာတွေပါတုံးတွေကိုကြည့်လိုက်နော် smooth ဖြစ်တယ် line တွေကလည်းညီတယ်ဒီကြားပုံလေးဆိုအရန်လှတာဒါပေမဲ့သူအောက်ကမှင်ကန်တွေကအရန်ခိုင်သွားတဲ့အတွက်ကြောင့်အဲကြားပုံလေးနဲ့မှောင်တယ်လို့ဖြစ်သွားတာပေါ့နော်ဒီညီမလေးအသားတို့2ချက်ပဲကုန်တယ်နော်အများကြီးမကုန်ဘူးဒီမှာကြည့်ဒါဆိုလို့ရှိရင်ချင်းကလေ2နာရီတည်းနဲ့အပီးရေးထားတာကွာအခုမှစပြီးတူတူလေးကျင့်တဲ့သူတယောက်အနေနဲ့အချိန်2နာရီတည်းနဲ့ဒီပုံသူပြီးအောင်ရေးထားတာနော်အရန်တော်တယ်သူရှိမှာနော် model အရေးခံလို့ရတယ်နော်သူခု model လိုနေတယ်ဆိုတော့ model လေးဒါအရေးခံလို့ရပါတယ်မြင်းရုပ်လေးပေါ့စစ်တူရင်ကစားတဲ့သူဆိုရင်တိလိမ့်မယ်ချက်ဆိုးတဲ့သူဆိုရင်နော်ဒီမှာကြီးကနှုတ်လေးတွေနော်ကနှုတ်လေးတွေကိုစမကြီးမြင်းရဲ့ဒီ level မှာရှိတဲ့အကျော်တွေတိတိချာချာပေါ်အောင်ရေးထားတာနော်အရန်တော်တယ်အရန်စိတ်ရှည်တဲ့သူကဲဒီမှာကြည့်လိုက်ဒါဆိုလို့ရှိရင်လူမျက်နာပုံပဲတွေ့လားလူမျက်နာပုံနော်နှာခေါင်းတွေ portrait တွေနော်တွေ့လားဒါပေမဲ့ဒီညီမလေးကအခုမှစထားတဲ့ beginner တယောက်အနေနဲ့ဒီမျက်နာကိုဒီလိုမျိုးဖမ်းနိုင်တာတော်တယ်နော်ဒါခိုင်လေးတို့ပြောင်းထားတဲ့တင်ရိုးအစ်စ်နော်တင်ရိုးအစ်စ်မှာဒီလိုမျိုးတွေပါပါတယ်ဒါအသားတို့2ချက်ပဲကုန်တယ်အသားတို့2ချက်ထဲနဲ့သူလေးကျင်ထားတဲ့လက်ရာလေးတွေပါဆိုတော့ခိုင်လေးကဒီမှာကာလာတော့မလေးကျင်ဘူးကာလာမလေးကျင်ပေးရတဲ့အကြောင်းရင်းကတော့2ချက်ရှိပါတယ်ကာလာပဲရေးတတ်တယ်လို့ black white ပဲရေးတတ်တယ်လို့နဲ့ဘာမှမရေးတတ်ပဲနဲ့မြောက်တစ်ကိုင်းလွတ်သွားတာရဲ့ကာလာဆေးဘူးတွေကဈေးကြီးတာရဲ့အကြောင်းပါကာလာဆေးဘူးတွေဈေးကြီးတာပဲမဲ့လည်းလေးကျင်တဲ့ဆေးတွေလည်းမလေးကျင်စေချင်ပါဘူးအရသာလုံးဝမတူပါဘူး။ဒါကြောင့်မို့လို့ခန်းလေးစီမှာကာလာမလေးကျင့်ပေးဦးဆိုပေမဲ့လည်းအခြေခံလေးတော့ပြလိုက်ပါတယ်။ဒါသူ့ရှိမှာ model ရေးခံရင်ရေးခံလို့ရပါတယ်။သူ model တွေလိုပါတယ်။ပုံကြီးရေးခြင်းလည်းရပါတယ်။ပုံသေးလေးတွေလည်းရေးခြင်းလည်းဆိုလို့ရှိရင်ရေးခံလို့ရပါတယ်။ဆိုတော့ model ရေးခံခြင်းလည်းဆိုရင်ခန်းလေးရဲ့ဒီ TikTok CB ကနေပြီးတော့လာပြီးတော့ join ပေးပါ။ဆေးဖို့အဖို့3000နဲ့ပဲရေးပေးမှာဖြစ်ပါတယ်။ပုံကြီးဆိုရင်တော့3000ထက်ကြော်ရင်လည်းကြော်မယ်ပေါ့နော်။ဒါတော့ခန်းလေးပြန်ညှိပေးပါမယ်။ဒီဗီဒီယိုဘာလို့ရိုက်ကြတာလဲဆိုတော့ခိုင်လေးရဲ့တင်တန်းကိုဈေးကြီးတယ်ဆိုပြီးပြောနေကြတာဈေးကြီးတယ်နင်ကဘာမို့လို့ဒီလောက်ယူတာလဲမဟုတ်ဘူးယူရတဲ့အကြောင်းရင်းရှိတယ်ယူရဲတဲ့တက်တီလည်းရှိတယ်ယူရဲသလိုပေးရတဲ့အရာလည်းရှိတယ်ဒါကြောင့်မို့လို့အခုဒါခိုင်လေးပြောရဲဆိုတာခိုင်လေးတင်တန်းကြီးဈေးကြီးရခြင်းရဲ့အကြောင်းရင်းရဲ့နောက်ွယ်ပေါ့နော်ဒါအသေးစိတ်ကြတော့မပြောတော့ဘူးဒါလက်ရှိထွက်လာတဲ့အသားတို့ပေါ်မှာလေးကျင်ထားတဲ့လက်ရဆိုတော့ဒီညီမလေးကလည်းအရန်စူးစားတယ်သူကလေတော်လဲစိတ်ရှိတယ် focus လည်းအရန်ကောင်းတယ်ကိုရီးယားလည်းအများကြီးဖြစ်ထွန်းစေခြင်းလို့ तू ကလည်းအများကြီးလိုက်လုပ်တယ်အဲ့ခါကျတော့ထွက်လာတဲ့ရလက်တွေကအရန်ကျင်